မင်းငါတို့တော့မလိမ့်နဲ့လေကွာမင်းကြံခဲ့လေကွာငါလည်းပြုလို့လားအပန်းဒီစကန်လာလုံးနဲ့တရားထိုင်နေရဖြစ်ပါတယ်ဒီမှာခွန်းလော့တက်သွားပါတယ်ဝီးဒီစလုံးညက်သွားမှဆိုရပါတယ်ဟာကျွန်တော်ခရက်ကြည့်ရပြီမင်းဖင်ဟောင်းထဲမှာဒနာဟိုမှာကနမမြင်ချင်းမခင်ဗျာအီယောဟဲအဲ့ဒါမဲ့မောင်ဘိညာကဒီမှာစီးပေါက်နေပါကျွန်တော်အရင်လေးတယ်ဗျာโอเคလောင်လာပြီဗျာဒီမှာလောင်လာပြီโอเคသူမဲတရွက်အိုးငញ្ញတကောမဲဒီမှာထဲလိုက်ပါမယ်ကျွန်တော်တို့အခုမှအသက်အောင်ပြီးတော့ပြန်လာလားမသိဘူးဟေးတကယ်ယူကြတော့ဝေးโอเคโอ้ငလူဖန်းကျွန်တော်တို့ဒီညဆန်သုံးမှုနဲ့ဘလို့လောင်းစားမယ်ဆိုတော့စိတ်ဝင်နေပါတယ်တလုံးနဲ့အပေါက်ကနေလည်းမိုးရနေပါတယ်ခင်ဗျာမိုးရနေပါတယ်ကျွန်တော်တို့ဘလို့အိမ်လက်ရအကျန်းလေးပါလေးပြီးပါအောင်လို့ပါတယ်ကျွန်တော်တို့ထမင်းငါဖို့တေချာနေပါပြီဗျာဒီမှာလည်းမိုးပေါက်တွေယိုးနေပါလေဗျာမိုးကလည်းဆက်မပြတ်ကိုရွာနေပါတယ်ပြီးတော့ချိုးနေပါတယ်ချိုးရပါတယ်ဒါတော့ဘရောင်းလို့ခေါ်ပါတယ်မင်းကင်ပေါ့ဘရောင်းကလေးတော့မင်းချိုးကျွန်တော်စောင်းနေလို့ဆိုအောင်ဗျာအင်ကြီးလည်းစုံနေပြီဒီမှာလက်မောင်းတစ်ဖက်ကချွဲနေပြီပြင်ခြေဖျားလည်းစုံနေပြီအဲ့တော့ဘိန်ညောင်းလို့ခေါ်ပါတယ်ကျွန်တော်နာမည်ကတော့ဂျိုးလီကြကြပါโอเคကျွန်တော်တို့ခီးဆက်ထွက်နေပါပြီကျွန်တော်တောထဲမှာ24နာရီနေပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုစဉ်းစားခန်းနေနဲ့ဘယ်လိုနေထိုင်ကြမလဲဆိုတော့အားပေးကြည့်ရှုပေးကြအောင်ကျွန်တော်ညှို့နေလိုက်ကနာဖမယ်သွားမယ်โอเคကျွန်တော်တို့ဒီမှာလမ်းခီးဆက်ပြီးတော့တွားနေပါတယ်ဒီမှာအနောက်က2ယောက်လည်းပါလာပါတယ်အရင်မောရတယ်ခင်ဗျာโอเคဟိုတောင်စင်းကိုဆင်းနေမှာဖြစ်ပါတယ်တောင်စင်းမှာခေါမကြောက်တော့ကျွန်တော်တို့သိချာဖြစ်ပါတယ်ဟိုအရှိမလူကြောက်မြင်ပါတယ်ဘူးလည်းမသိပါဘူးချွေးလေးမြိုက်ထွက်တယ်ဆိုတော့အင်းကြီးပိုင်းထွက်လိုက်ဦးမှာပဲဘာလုံးနေလဲတော့မပြီးပြီငါယူထွန်းတောင်းလိုက်ဦးမယ်ဝေါထင်းတော့မထင်းတော့ဘူးရှိမယ်လို့ကျွန်တော်ထင်းတော့မထင်းရခဲ့ဘူးထွန်းကလည်းတာယာနေရပဲကျွန်တော်ဒီမှာရှိနေရရမ်းမိုက်ပါလေဒီနေ့ကဒါဒီဥဒ္ဒရာတက်ကိုတာပါတယ်နောက်ထပ်ဘာခီးစင်းကိုဆဲရမယ်ဆိုတာကိုဒီကိုစိတ်လုံးရှာဖွေနဲ့ကြီးကြပါဦးခင်ဗျာကျွန်တော်တို့ဝဘူးနှုတ်ပြီးမှပြန်မဖြစ်ပါလားခင်ဗျာနှုတ်နေပါတယ်ဝေးစပါးနှုတ်မိဘူးဘယ်ရင်တီကိုတာမမြင်ကျွန်တော်တို့ခုချောင်းကိုရောက်လာခါဒီကညီနေပါပြီမင်းငါတို့တော့မလိမ့်နဲ့လေကွာမင်းကြံခဲ့လေကွာငါလည်းပြုလို့လားအပန်းဒီစကန်လာလုံးနဲ့တရားထိုင်နေရဖြစ်ပါတယ်ကျွန်တော်တို့ရှိလဲလဲလာပါဦးဒီမှာအေးမြတယ်ဆိုတော့တောက်ဆောင်ကြီးပေါ်မှာကျွန်တော်တရားထိုင်နေရဖြစ်ပါတယ်ကျွန်တော်တို့ကိုပညာလမ်းချောင်းနေကျွန်တော်နောက်ကျကြံခဲ့ပါပြီခင်ဗျာသွားပါဦးမယ်ကျွန်တော်တို့အခုချိန်မှာတော့ခီးတော့ကိုရောက်ရှိလိုက်ဖြစ်ပါတယ်အဲ့ဒါမင်းလေဟာစဘာပဲမှာလုံးဝစဘာပဲလုံးဝဆိုင်နေရတယ်ကျွန်တော်တို့မြေပုံအရဒီညံကတော့အရင်တော့ကရွာဟောင်းလို့တော့စမ်းမထားကြသေးပါနဲ့ဒီညံကတော့အင်းလေးတက်ကြပါတယ်ကျွန်တော်တို့ရဲ့စိန်ခေါ်မှုတော့အဆုံးမခံနိုင်ပါဘူးခင်ဗျာလမ်းကလုံးဝကြမ်းတမ်းနေတာကျွန်တော်တို့အခုဒီဥမှာခယူတွေကနန်းတွေကောက်ပြီးတော့စားပြောင်းမှပြောရတယ်ဒါပေမဲ့ကျွန်တော်အခုအဝင်နားမှာပါသက်ချမ်းတော့လို့ရှင်တောင်းတော့ရတယ်ဗျာတောင်းတော့တောင်းဆုံးတယ်ဗျာရဲ့တောင်းဟဲ့မှာကျွန်တော်ပါသက်တင်ရမှာလေโอเคကျွန်တော်လမ်းလုံးကျန်းနေပါတော့ထောင်ပူရချမ်းသွားမယ်ဘိန်းချောကျွန်တော်လုံးဝအာနာနေပါပြီအေးကျွန်တော်ဒီမှာခွန်းလော့တက်သွားပါတယ်ဝီးဒီစလုံးညက်သွားမှဆိုရပါတယ်မဟုတ်လေဟာတော့တောက်ထားကြပါလေ
ဟာတောက်ဖျားကလည်းကောအမိုက်တွေရှော့ပွားနေတာပဲကျွန်တော်ဓာတ်လေးကိုနည်းနည်းလေးနောက်အချိန်ရရင်တန်းရှင်းလုံးမှာပေါ့ဗျာ ဒါတော့တန်းရှင်းလုံးမှာကျွန်တော်တို့ တစ်ချက်တည်းပါပဲတစ်ချက်တကောင်မင်းတော့ပြတော့တိုင်းပါပဲကျွန်တော်ခုမှခူးရီစကောင်းနေဖြစ်ပါလားကျွန်တော်ခုဒီခူးနှကောင်းဝင်ရသေးပါတယ် ဟာကျွန်တော်ခရက်အကြီးရပြီ လွဲသွားပြီငါပြစ်တာ ဟဲ့ဟိုမောင်မင်းဖင်ခေါင်းထဲမှာဗနန်း မြက်ပါမြက်ဒါကတော့ကနန်းပဲဖြစ်ပါတယ်အဲ့တော့ကိုင်းမယ်လက်မကိုချုံးမှာဖြစ်ပါတယ် โอเคအိုးမကနန်းခဏမမြူ ဟာဒီကောင်ကွာဒီဂျိုးပြီးတော့စားတယ်โอเค ဒီထဲမှာလည်းကနန်းပဲ โอเคဟိုမှာတကန်နောက်ထပ်တကောင်ရပြန်မှာဗျာ ကောင်းပြီ โอเคဟင်းအတွက်တော့နည်းနည်းစိတ်ပူစရာမလိုဘူးဗျာတန်းနေနည်းနည်းပေါ်ပေါ်လောလောရှိမှပုံမှာပဲ ကျွန်တော်ခုမှလောင်းနဲ့ဖောက်ရ ကျွန် နေ တော် ပါတယ် ခယူလက်ကောက်ပါတယ်ခင်ဗျာခယူလက် โอเคငါလွိထက်ငါကျုပ်ရထွက်အောင်မယ်ကျုပ်လေဒီခါတော့တကယ်ကွဲပြီဝေးယိုးကျုပ်တကယ်ကွဲတော့ပါခင်ဗျာဟိုတလုံးကတော့အကောင့်မှာနောက်တလုံးကတော့အကောင့်မရတော့ဘူးဗျာ ကျွန်တော်တို့ဟင်းမရှိရင်ဒါစားမယ်လို့ကျွန်တော်တို့ရွေချက်နဲ့လာတယ်ခင်ဗျာဒါပေမဲ့မပူပါဘူးကျွန်တော်တို့ကနန်းသွေးပါပြီ โอเคကျွန်တော်ကနန်းရပါပြီ ကျွန်တော်ကဒီမှာတန်းရှင်းလုပ်နေရပါတယ်လူကြီးဆိုလူကြီးတန်းနဲ့လုပ်လို့ရပါခလေးဆိုခလေးတန်းနဲ့လုပ်လို့ရပါတယ် ဒါကောဒါမင်းဒါအိပဲပါရဒါမပါဘူး ရှင်းရတာလည်းတော့နေရတာ အာချင်းကြိုက်တယ်စကန်ချင်းကြိုက်တယ်ဒီမှာချင်းပါဗျာဒါချင်းပါခင်ဗျာယောဟဲโอเคဘေးညောင်းနဲ့ဟိုဘက်ကဂျိုလီတို့ဝါခုန်နေကြပါတယ် ဒါကတော့ဝါလို့ခေါ်ပါတယ်မလေးဝါလားခင်းဝါလားသူမဟုတ်ရင်ဘာဝါလဲ အခုတော့ဒီမှာဝါနှလုံးရပါပြီနှစ်ယောက်ပေါင်းလို့နှလုံးရပါတယ် ဝါကတော့တော့ချားပါတယ်အားကြောင့်ပဲတော့လန့်သွားမှဒီဝါကြီးကျွန်တော်တို့အခုအိမ်တလုံးဆောင်ဖြစ်ပါတယ်ရေကုန်စိတ်လို့ရှာဖွေနေကြည့်ရှုပေးကြပါဦး ပါဗျာကျွန်တော်တို့အိတ်ဖို့နေရာလေးစီစဉ်နေပါတယ် ပြောမစင်တော့ကျွန်တော်ကတော့အင်ဂျင်နီယာပါ โอเคဒီမှာဂျိုလီ ကျွန်တော်တို့ကတော့ခွဲသွားချမှာဖြစ်ပါတယ် โอเค ခွဲမလား ကနန်းစာဖွဲ့တွားချမှာဖြစ်ပါတယ် โอเค ပြီးရင်မြုံလည်းယူခဲ့ပါအောင်ဗျာ အော်မေးနေတာ ညောင်တေချာလေးထောင်းမယ်နော် โอเคကျွန်တော်ခုဒီမှာဒီညှုံထားမှုအတွက် အာ ဒီ ဘုံ ရှိရလား ဟမ် ကိုတိုင်ဖုန်းနဲ့ โอเคဒီအရွက်ကတော့လက်ကိုစူးရတယ်ဗျာတခြားအရွက်တွေစားမှာဖြစ်ပါတယ် ကျွန်တော်ဒီရွေးရဲ့နာမည်တော့မသိပါဘူးခင်ဗျာကျွန်တော်တို့အခုတရွတ်တွေကိုလုံးလောက်ယူလာပါပြီခုကျွန်တော်ညှုံတဲ့ကိုထဲအောင်ဖြစ်ပါတယ်အိုင်းနဲ့ဖိထဲနေပါတယ်ဒီဘက်ကနဲ့ဖွဲကိုနဲ့ထဲဖြစ်ပါတယ် โอเคဖွဲ့လက်ဟုတ် လိုက်တော့ဆောက်လောက်ကိုင်းလိုက်မယ်ကဲမြကျွန်တော်တို့ဒီမှာထဲအောင်ဖြစ်ပါတယ်โอเคရပြီတာလေးထဲဖြစ်ပါတယ်โอเคရပါပြီကျွန်တော်တို့နောက်တစ်ခေါက်ညှိုးလာဖောင်းလိုက်ရင်ငါမီမလားမီဘူးလားဆိုတော့ကတော့ရင်ခုန်စိတ်လို့ရှာဖွေတဲ့ကျွန်တော်တို့စောင့်ကြည့်နေဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီမှာမောင်ဘိန်းညောင်းကဒီမှာစီးရပေါက်နေပါကျွန်တော်ဒီမှာအိမ်ဆော့တာကတော့အခုမှစတင်လာလောက်နေဖြစ်ပါတယ်ကျွန်တော်တို့ဒီအိမ်ကိုတော့ဘယ်ချိန်ကပြီးမလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်နေရဖြစ်ပါတယ်နေရလည်းထိုးနေပါပြီကျွန်တော်တို့နေမြင့်လေးယူရလေးဖြစ်နေပါတယ်အဘိန်းညောင်းကတော့တရားစီးပေါက်နေတယ်သူခင်ဗျားလည်းသူတို့ရဲ့ပုတ်တယ်ဆိုတော့တော်တော်လေးပြမချပါရတယ်โอเคကျွန်တော်တို့ကတော့ထင်းရှာပုံတော့စမှာဖြစ်ပါတယ် let's go ဒီထင်းနဲ့မင်းကတော့ကျွန်တော်လည်းမသိပါဘူး ဟဲ့ဝါနှခုတ်လေဓာတ်နှခုတ်လေ မင်းဝါနာကိုလို့ရအောင်လဲလို့
ကျွန်တော်တို့ထင်းရတာချားတော့တော်တော်ခက်ပါတယ်တော့ဆိုပေမဲ့လည်းထင်းကတော့မပေါ်ပါဘူးကျွန်တော်တို့အခုကျွန်တော်သုံးဖို့ဒီဝါရဲ့ထင်းကျွန်တော်တို့ယူလာလိုက်ပါတယ်ကျွန်တော်အရင်ပင်ပန်းပါတယ်ဇောက်တွေအများကြီးကျွန်တော်ထင်းတွေအများကြီးရှာနေတယ်ကျွန်တော်မထင်တော့ခဲ့ဘူးဆိုတော့ကျွန်တော်အိမ်ကိုယူသွားလိုက်ပါဦးအရင်လေးတယ်ဗျာလေးလောက်နဲ့လေးလောက်နဲ့ ကျွန်တော်တို့ကင်မရာမန်ကြီးမြူးစမွေးပါဖြစ်ပါတယ် မီးမွေးတဲ့လူမပါလို့ကျွန်တော်ကစပြီးကြိုင်ရမှာဖြစ်ပါတယ် မိုးလဲရွာတော့မလားမသိဘူးဗျာခဏတော့ကမိုးမကြီးရဲ့ကျွန်တော်တို့ထမင်းလေးတော့ချက်ပြီးစားပြစေဦး โอเคလောင်လာပြီဗျာဒီမှာလောင်လာပြီโอเคမိုက်တယ်ဗျာတောထဲမှာဒီလိုမျိုးမီးမွေးရတာလေတက်စီလေးကနည်းနည်းလေးပါလိုက်ရင်ဒါလောင်းထည့်လိုက်ရင်ဝုန်းဆိုဖြစ်သွားမှာโอเคကျွန်တော်တို့မီးမွေးတာမိနစ်30လောက်ကြာတော့ပါတယ်အခုဆိုရင်တော့မီးမွေးလာပါပြီမွေးလာမှအနက်ကတော့ဗျာဒီမှာတရိုးကကြွတ်ကိုယူပြီးတော့ကျွန်တော်မွေးရပါတယ်ဗျာ စားရချုပ်ပါခင်ဗျ ဟိုပါတယ်တာယာကြွတ်ပါဒီမှာထင်းမီဟာထင်းနေရစတိုးနေလို့တောင်နဲ့မချောက်နိုင်လို့ဗျာကျွန်တော်တို့ထင်းနေရအမျိုးမျိုးထင်းပုံပြီးတော့မီးမွေးနေရပါတယ်ခင်ဗျာထမင်းအော်တော့အခုထိမတီးရသေးပါဘူးဘေးမှာကိုယ်ရတော့တယောက်နဲ့ဗျာ ဟာညီလေးညီမလေး ကျွန်တော်တို့ special ကျူကြော်ရပါခင်ဗျာနှလုံးမှာတစ်လုံးကပုတ်နေလို့တစ်လုံးမရပါတယ်အဲ့တစ်လုံးတော့မှလမ်းမှာကွဲတော့ပါသေးတယ်ဒါကြောင့်အဲ့တစ်လုံးမှာတဝက်ပဲရပါတယ်အဲကြောင့်ကျွန်တော်တို့ရဲ့အစားအသောက်ကတော့လုံးဝ share မိုက်နေပါပြီဟိုမှာတယောက်ကလည်းငရုတ်စုံလုပ်နေပါလေဒီငရုတ်စုံလုပ်တာလည်း10နှစ်လောက်ရှိနေပါပြီခင်ဗျာ ကျွန်တော်ကငယ်သေးအောင်မလုပ်တတ်သေးဘူးလေ တစ်ချက်လောက်ကြည့်ပါဦးဒါလေးကိုတစ်ခြားလောက်ကျွန်တော်တို့အခုဒီမှာထမင်းတုပ်လုံးမှာပေါ့နော်ဒါကျွန်တော်တို့ထမင်းကိုအိုးရတဲပြီးပြီအဲ့တော့ခွဲထားခဲ့ရောလား โอเค ဟိုမှာကြည့်အဲ့ဒီခွဲတော့ โอเคရမယ်ကြည့်ကြပါကြည့်ရအောင်ဒီမှာထိုင်ပါညူအားမြင်နေပါမယ်ကျွန်တော်အခုကိုတေးသေးချာလေးချောင်းနာညက်ပြီးတော့မှွေနေပါပြီနောက်ကလုံးဝရှယ်မှွေနေပါတယ်ကျွန်တော်တို့မှာဗကန်ပြတယ်လုံးလုံးပါဖို့ကြောက်ကျွန်တော်တို့ရဲ့ဘနာနာရဲ့ရွက်ကိုခူးပြီးတော့ကျွန်တော်စားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမပြောပြဝင်ရပါရှိပါတယ်ကျွန်တော်ဒီမှာခူးမယ်တရွက်အိုးကျွန်တော်တို့လုံးလုံးလေးဖြစ်အောင်လေးရွက်လောက်ယူသားပါမယ်โอเคဒါဆိုကျွန်တော်တို့စခန်းကိုတော်တော်မှဖြစ်ပါတယ်အားစားမယ်ဤဒါပဲလားလွမ်းတွားတော့ဝေးနဲတယ်ဝေးတမင်းရပြီ ကျွန်တော်တို့ကထမင်းဟင်းပန်းကိုချက်ပြီးတော့စားတော့မှဖြစ်ပါတယ် ဟောနတ်တင်အောင်လို့နော် အဲ့လိုလား တေးလေးခုလာ အာမသိလို့စားနေတင်ပြလိုက်နဲ့တဲ့ဟုတ်လားလာငါတော့တင်ပြလိုက်မယ် ဖုန်းရပါ ကဲဘာမှလည်းမပြောတတ်ဘူးဗောနော်ရောနဲ့တင်ထားလိုက်ပြီကဲကျွန်တော်တို့ဒီညဒီမှာအိတ်မယ်နက်ကလည်းခွင့်တောင်းပါတယ်စားရည်ရောနာကြတော့ဘာလို့လဲမသိရောင်းမတီးပါခင်ဗျာ
ဘာလဲကွာဒီကောင်နဲ့စားလေကွာတော်ကျွန်တော်ပဲချုံခိုးစားရတော့မယ်ဒီပြောနေကျွန်တော်ကဝါလိုက်တော့မယ်ဘာလဲကွာ သိပါတယ် ညာပြီ ဘာမှဖြစ်နေလဲမသိဘူး ရပြီတော့ကြတော့ငါမငိုကြတော့ညကျေးဇူးကလည်းမရှိတော့ဘူးလားမသိဘူး မင်းစဝေမထားလား စိမ့်နဲ့လည်းမစားရတယ်မလို့โอ้ยအခုကျွန်တော်တို့ထမင်းစားပြီးဖြစ်ပါတယ် โอเคဒီမှာတခွားတီးတော့ကြံနေပါတယ်လာစားကြပါဦးဗျာတခွားတီးတော့ပုံနေပါတယ် ဒီမခီးလို့ကျွန်တော်တို့ခုခီးရဆက်ကောင်းနေပါပြီ โอเคခဏဖန်အခုကရေးမကြည့်ခဏပြည့်တယ်လား ဒီအဲ့ဒါမပြောတာဒီဘကလားဒုံယူလာကဝေးတော့မရလိုက်တော့ဝေး ကြောက်ဆောင်နေကြမှာ ငါတို့ဒီမှာမြုံမရှိပြီထင်တော့ဖော်မယ် ခေါ်ရလေဝင်မလားမဝင်လား ဒါစောနာကထောင်ထားခဲ့တာပါဝေါ မဝင်ဘူး အိုးငញ្ញတကား ဟုတ်လို့လားမနောက်တော့နော် အိုးငញ្ញတကားဒီမှာငါဖယ်မဖြစ်ပါတယ် အဲ့ငရဲလေးကွာငရဲနှကောင်ရပြီ ကျွန်တော်တို့ဒီလိုဖွဲတွေချခဲ့ရမှာဖြစ်ပါတယ် ဟုတ်ပါတယ်ဒီလိုဖွဲနေမှခဏတွေလာပါဖြစ်ပါတယ် ရလား ရတယ်ကျွန်တော်ထားတဲ့စားပြမှာကျွန်တော်တော့ခဏဖမ်းနေနေမှာတကယ်ဆရာရွာ ဒီပါပါကျွန်တော်ရနေပါပြီ ဒီမှာပါအကြီးပါ ဒီမှာကျွန်တော်ရနေပါပြီ ဒါကျွန်တော်တို့ရဲ့စားကြင်လေးကိုလာစား ဒါလည်းကျွန်တော်ရပါပြီဒီမှာလည်းကျွန်တော်ရပြန်ပြီ နော်ဆန်းဒီလိုမျိုးဖွဲချခဲ့ရတာဖြစ်ပါခင်ဗျာ ဒီမှာပါဒီကနေကတော့မပြည့်ပတ်ထိနေပါတယ် ဘာလို့နေတော့ရမကြားခဲ့ဘူးနော်မင်း ကျွန်တော်ဒီကနေကိုတော့ တော့ရမရှုံးပြောနေကြားခဲ့ဖို့ ဟုတ်လို့ကိတ်ထားလိုက်ပါမယ်ဒီမှာထဲလိုက်ပါမယ်ဆိုတော့ကျွန်တော်စကားလုံးလိုက်ရှင်းလဲဟောလီပါ ကျွန်တော်တို့တော့ဒီမှာရေကုတ်ပြင်မှာဖြစ်ပါတယ်ဘုသူအသက်အောင်းနိုင်လဲဆိုတာခင်ဗျားတို့အဲ့ဒီကနေလောင်းထားလို့ရရနော် လောင်းရတယ်ကျွန်တော်အားပေးဟုတ်လားဒီကအကောင်ငယ်လေးတော့တင်သေးလိုက်တော့မင်းတို့ကျွန်တော်ပဲအားပေးကြဟုတ်တယ်မလားကင်မရာဆရာလည်းလောအားပေးတာโอเคစားမယ် ကျွန်တော်တို့ပူချင်မှတော့3အသားရေကုန်တော့မဖြစ်ပါတယ် ကျွန်တော်အားပေးနော်ကျွန်တော်အားပေးရဆိုလို့ရှိရင် follower လေးလုပ်ပေးခဲ့ပါကျွန်တော်အဲ့ဆိုအတက်မြအောင်နိုင်တယ်โอเคကောင်းပဲနေဘူးနော်အရင်ကြားရမယ်1 2 cái đó đều đi băng họ áo bên này đâu mà cái đó đều 1 2 3 nè to
ဝင်မယ်ရပြီโอเคဆောင်းနားပြထားမယ်ဝဲဗျာလေတော့နာရကအေးညီမလေးနာရကငေါ့နေမရဘူးသူကြီးတော့ပြန်စားမယ်မရတော့ ဝေးအခုငါရေးထဲမှာရေးရတယ်ဘာစနေလား1 2 3 အတကအောင်မရဘူးမရဒါနောက်တော့နောက်တော့ ကိုရေးလာပါတဲ့သူထားတော့ လုံးဝမကြီးရောပစပိန်နေတာအမြုပ်တော့မထွက်ကြည့်အမြုပ်ရင်တို့လည်းရှုံးတာဒါပဲ โอเคဒါနောက်ဆုံး1ကျန်နေကြီးလဲလို့ကနနေကနနေငါရင်ကုန်းနေမယ်ဝဲအာရပြီနေတော့ ဘာလို့ကြီးလဲလို့ဒီကောင်မင်းငါ့ကိုတော့ရောမအောက်လာပြီကဲလာတတိကြီးကောင်တရားမြောက်တော့တော့ အခုတော့ချုံသေးပြီ လာရင်ဝင်ပြီလူရကရလေးတော့တယ်မရဝင်ငါရင်ကုန်းနေမှာဝင် ဟုတ် အေးတော့မပါတော့ကွာငါရုံးပေးပြီ ဘာလဲလဲ ညီနေတယ် ဒါတော့ငါနိုင်လို့ ရုံးပေးပြီ ကိုကငါတဲနေတော့နေနေပဲ ရကြိမ်မို့လား ငါဒဲလုံးမယ်နေတော့ ကျွန်တော်တို့ရတဲ့ကဏ္ဍတွေကတော့ဒီမှာပြမှာဖြစ်ပါတယ်ဝါး အော်ဒါကြတော့ကျွန်တော်တို့မှာဘရောင်းလို့ခေါ်ပါတယ်ဒါတော့ဘရောင်းကနန်းပေါ့နော်ရိုးကနန်းမဟုတ်ပါဘူး โอเคဒီညတခြားကနန်းတွေမှာတူအောင်သူကတမူချူပြ ဒီ က လောက် နန်းပါ 6ခဏတွေကတော့ဒီမှာပါကျွန်တော်တို့ဒီမှာ view တွေလည်းရတယ်ငရမ်းလည်းနှကောင်းရကြပါတယ်ဒါကိုကျွန်တော်တို့ special ချက်ပြီးတော့စားပြမှာဖြစ်ပါတယ် ညမှာကျွန်တော်တို့ပြန်ပြီးဟိုစားပြရမယ်မိုးစားရနေပဲဖြစ်ပါတယ်မိုးစားရနေတော့ကျွန်တော် โอเคမြန်လုံးမယ်မိုးရပူပူတဲလာနေပါတယ် ကျွန်တော်တို့ဒီညဘယ်လိုအိမ်လည်းမသိဘူးဗျာ ဟုတ်ပါတယ်ဗျာဟုတ်တယ်ဒီမှာမိုးပြင်းလေပြင်းနေတော့တိုက်နေပါပြီမအတန်းလေးလည်းကြားရတာတိုက်မှာဗျာ အခုမှအသက်အောင်ပြီးတော့ပြန်လာလားမသိဘူးတကယ်ကြည့်ကြတော့ဝဲ โอเคကျွန်တော်တကိန်းနေကျူရတယ်ဗျာကျွန်တော်လက်နေရပါတယ် ဒီလိုတော်တယ်မှာဒေကြီးမူကြီးဆိုလို့ယူကျွန်တော်တို့
ဟာမင်းဘလူးကြီးလဲမကျွန်တော်တို့ဒီညသမင်းအငတ်နေရမယ်ပေါင်းလဲပေါင်းနေပါခင်ဗျမိုးကြရင်တော့ ဟုတ်ပါတယ်မိုးရရင်တော့ကျွန်တော်တို့မမီးမွေးရမယ်မီးမွေးခက်တဲ့ပြည်နာလည်းပေါ်လာနေမှာ ထောင်းနာကကြီးဒီမှာမူလေးမူလေးဟိုဤမူလေးဘာဆိုင်နည်းနည်းတက်မူလေးမ โอเคဒီမှာအိုးထဲကိုငလူကအော်တိုရောက်တော့ပါတယ်အိုးငလူဖမ်းအဲ့โอเคနမတော်ကြီး ဝတ်ချပြတဲ့ဒီဘောလုံးပဲမှတ်လိုက်ပါ โอเคအိုးရတဲ့ ကျွန်တော်တို့ဒီညဆန်သုံးမှုနဲ့ဘလို့လောင်းစားမယ်ဆိုတော့စိတ်ဝင်နေပါတယ် โอเคမိုးကတော့ရွာမလို့လို့နည်းနည်းတော့ကျွန်တော်တို့တိတ်ညာပေးလိုက်တဲ့တဘောထင်ပါတယ် ကျွန်တော်တို့ဒီညမိုးမရရင်တော့ကျွန်တော်တို့အရင်ကျေးဇူးတင်မိပါပါโอเค โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်လည်းအင်ကြီးမေးချင်ခဲ့လို့အင်ကြီးမပါပဲနေရပါတယ်ဗျာကျွန်တော်တို့မိုးလည်းရွာနေပါတယ်ကျွန်တော်တို့ဒီမှာမိုးကမလုံးတစ်လုံးနဲ့ဖြစ်နေပါ အောက်ကနေလည်းမိုးရနေပါတယ်ခင်ဗျာမိုးရနေပါတယ် မိုးတက်ကလေးရကြနေပါတယ် အေးချားနေပြီအဲ့တော့ဒီချက်ကောင်းအေးအောင်ပြီ အေးရောပြီတကြโอเคဒီမှာမိုးလည်းရွာနေ ချင်းချင်းပိုင်းနဲ့ပြပွေးရတယ် โอเคမခွေးလည်းပါပါတယ်ဗျာကျွန်တော်တို့ချဲနေရတော့အားလုံးပေါင်းဗျာတတဝ၄မျိုးပေါ့ဗျာတတဝ၄ယောက်၄ကောင်ပေါ့ညကျန်ကျွန်တော်ဘယ်လိုအိမ်မလဲဆိုတော့ကျွန်တော်စဉ်းစားနေရပါတယ်ခင်ဗျာ ကျွန်တော်တို့ဘလို့အိမ်လဲရအကျန်းလေးပါလေးပြပါဦးလို့ အာမိုးတွေမြန်တိတ်ဖို့ပဲဗျာတကယ်လို့မိုးလာဒီပုံစံတိုင်းဆက်ရွာနေမှာဆိုရင်တော့ကျွန်တော်တို့ညကျန်အေးလည်းပြည့်ထမင်းလည်းပြည့်အကုန်ပြပါပါကျွန်တော်တို့ကမီးမွေးလို့လည်းမရဖြစ်နေပါတယ် ကျွန်တော်တို့ထမင်းကဖို့တေချာနေပါပြီဗျာ တေချာတော့ကျွန်တော်တို့မှာအရင်ဒီကဆိုတော့တခွားတီးတော့ကျန်မှာတော့လေတခွားတီး နဲ့ပြောင်းမှုအစိမ်းတိုးစားမှာပဲရှိပါတယ်ခင်ဗျာ ဟုတ်ပါတယ်โอเคလောလောဆယ်ကျွန်တော်တို့ဒီတိုင်းမတောင်းခံနေပါဦးမယ် ကျွန်တော်တောင်းကနေတယ်ရဲဘော်တို့အာဒီတာ အာတင်တာအခုတော့တနားခွဲရှိနေပါပြီ ဟမ် တနားခွဲပဲရှိပါသေးတယ်ဗျာမိုးကတော့တော်တော်လေးကိုရွာနေပါပြီလောကညမှောင်နီးပါဖြစ်နေပါလားဖြစ်နေတာပါတနားခွဲအာဒီမှာလည်းမိုးပေါက်တွေယိုးနေပါလေဗျာ တနိုင်ခွဲမသိလွမ်းကနေမိုးလေးကိုလူချင်းဆိုင်ရွက်ဗျာ ကျွန်တော်တို့ဒီမှာထင်းနေလာအကုန်စိုးကုန်ပြီဗျာ ထမင်းကဖို့တော့တေးရပါလားခင်ဗျာ ဟုတ်ပါတယ်မိုးတိတ်သွားဖို့လိုချင်ပါတယ်မိုးလေအများနဲ့တိတ်ပါစေလို့ကျွန်တော်ရှိတော့မှာပါဗျာ ကျွန်တော်ထမင်းကဖို့တော့တကယ်တေးချနေပြီ ဟုတ်ပါတယ် မိုးအလုံးကျွမ်းနေပါလေ โอเคမိုးကလည်းအဆက်မပြတ်ကိုရွာနေပါတယ်ဒီမှာတစ်ကောင်းလည်းကောင်းအိမ်ကောင်းအိမ်နေအောင်ဗျာကျွန်တော်တို့ကလည်းဒီမှာဗျာအိမ်လုံးမြတ်နေရမြတ်ဖြစ်နေပါတယ်အော်ဒီကခွေးကလေးရလည်းဗျာโอเคကလေးစားအောင်နေပါတယ်โอเคမိုးကတော့ဒီလုံးဝဆက်လက်ရွာနေတော့မှာပဲ ကျွန်တော်ကတော့မိုးရလုံးဝစိတ်ကူနေပါပြီကျွန်တော်ဒီညသမင်းအမက်နေပြီးတော့ကျွန်တော်တို့တည်းပြည့်ရှင်းတဲ့နိုင်မလားမရှင်းတဲ့နိုင်ဘူးဆိုကျွန်တော်တို့ဘလို့နေရမလဲ ရေးကြည့်တယ်လို့ โอเคရေးကြည့်လာလဲဗျာကျွန်တော်တို့ရဲ့ဆင်အောက်ကနေရေးတွားပါတယ်ရေးရစီးတွားပါတယ်မိနစ်စာနဲ့ဒီဆင်အောက်ကနေရေးမစီးရပါအခုမှစီးလာတာပါဗျာဒီမှာတယောက်အိတ်နေပါတယ်ဗျာ ကျွန်တော်ရေးအရှိမကြီးနေပါလေ တို့ကဒီမှာရေအရန်ကြီးနေပါပြီဒါပေမဲ့မိုးတော့တိုင်းသွားလို့ကျွန်တော်တို့အရန်ပျော်ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့မီးမွေးလို့ရမရတော့ကျွန်တော်တို့မပြောတတ်သေးပါဘူးဗျာဒါပေမဲ့တေချာတော့ညကျရင်အေးဆေးလေးတော့အိတ်လို့ရလောက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီမှာမိုးတိုင်းသွားလို့အထက်မှာဟိုဟာကိုဗီဒီယိုကိုပြန်ကြည့်နေကြတဲ့ဟိုဟာဆယ်လီနှစ်ယောက်ပါဗျာကိုဗီဒီယိုပြန်ပြီးကြည့်နေရပါလေသူများဗီဒီယိုမကြည့်ပါဘူးလုံးဝအမာခံပရိသတ်နှစ်ယောက်ပါကိုဗီဒီယိုပြန်ကြည့်ပြီးအားပေးနေတာပါ အားပေးတယ် ကိုပြန်ကြည့်တဲ့အမာခံပြိတ္တတွေပါ သမင်းတော့ကျွန်တော်တို့စားရမလားလို့ โอเคအဲ့ဒါကျွန်တော်တို့မပြောတတ်သေးပါထင်းနေရတော့အကုန်စတိုးနေပါပြီပုံဝင်ကြီးမှာစာမယ်ဆိုရင်လည်းထင်းချောက်တစ်ခုလည်းမရှိပါဘူး မရရင်တခွားကြီးကျွန်တော်စိုးထားမယ် တေချာတော့ကျွန်တော်ကြမ်းကြည့်ရမှာဗျာโอเคဒီမှာကျွန်တော်တို့ချယ်လင်နာကြီးဖြစ်ပါတယ်ချယ်လင်နာကြီးကျွန်တော်ခွေးနေနေပါတယ် ဟုတ်လေကွာ ဒါတူစတော်လေးပါဗျာခွေးကလည်းအမှားပါဗျာ မဆိုင်တော့မပြောနဲ့ဆိုင်လာပြောနေတာမိုးရ ဒီ လို့ ပြကတော့ဖုံးပွက်နေပါတယ် နေထိုင်ဖုံးဖို့နေရပါတယ်ကျွန်တော်တို့အခုမိုးတော့တိတ်နေပါပြီမိုးတိတ်နေကျွန်တော်တို့အပြင်ထွက်ပြီးတော့ကနန်းတွေလည်းအပေါ်ထွက်ရှင်နေကြပါတယ်ငါဒီမှာတမိုးနေ โอเคဒီမှာကျွန်တော်အေး ကနန်းပဲပြီးနေပါတယ် ကြံနေရလား ခုဘယ်ရောက်မဲ့အေးရထားလာပါပြီ အာဒီရချားလေအကျော်လေးပါလေဆန်းလေပါလေညာလေးတော့ခါလေးပါလေတော့ရင်းနေပဲကြီးပါလေတောင်းတော့ ဝါးရီလာစားရအောင်
เคကျွန်တော်တို့အခုထမင်းချက်ဖို့စီစဉ်စားပါတော့မယ်ခင်ဗျာ โอเคအခုကျွန်တော်တို့ဗျာမိုးရွာနေတော့ထင်းနေအကုန်စိုးနေလို့ကျွန်တော်တို့ဒီမှာမီးကိုခက်မွေးပြီးတော့သမင်းပြန်ချေရမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒါတော့ဒီအခက်အခဲကိုဘယ်လိုရင်ဆိုင်မလဲဆိုတော့ကျွန်တော်တို့ကျူးဆွေးအားပေးကြပါအောင်ခင်ဗျာကျွန်တော်တို့လည်းဒီနေ့24နာရီတောထဲမှာနေထိုင်တဲ့ challenge ကိုအောင်မြင်အောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒါကိုမပြစ်မနေအောင်မြင်အောင်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတာကိုကျူးဆွေးပေးကြပါဦးတို့လီကတော့စမ်းစေးနေပါတယ်ခင်ဗျာโอเคဒီမှာကျွန်တော်တို့လုံးဝ store နေတဲ့ထင်းတွေကိုကျွန်တော်တို့အပေါ်မှာဒီမှာမီးလေးဒီလိုလေးချက်တော့ဒီအောက်မှာလည်းကျွန်တော်တို့ရလို့နီးလန်းနေဗျာကျွန်တော်တို့ ဒီကောလည်းတဲတယ်မတော့ဘူးဗျာဘီကိုပဲချောင်းထွက်သွားတာ ဟုတ်ပါလေဗျာကျွန်တော်တို့ဒီ challenge ကိုဗျာဒီအခက်အခဲကိုကျွန်တော်တို့အောင်မြင်အောင်ရင်ဆိုင်နေရပါတယ်မဟုတ်ကျွန်တော်တို့ထမင်းငတ်မှာဗျာ ကနန်းလက်မောက်တွေရကိန်းပြီးတော့ချိုးနေပါတယ် ချိုးရပါတယ်โอเคခဏလို့ချိုးလို့အဲ့ဟောတော်တော်လေးဖောက်တော်တော်ပုတ်ထားတော့ဒီမှာဒီလိုထိတန်းထားပါမယ်ဟိုခဏနေရလဲကွာညက်မလို့မညက်လို့နဲ့ အဲ့ဒါကောင်ထွက်နေပါတယ် โอเคဟိုမှာလည်းမီးရလဲဗျာမတောက်တော့နဲ့အခိုးတွေရထွက်နေတာဒီမှာညမလေးအိတ်နေပါတယ်ညမလေးကျောင်းဖူးကိုကြော်မှာဖြစ်ပါတယ်ကျောင်းဖူးလှီးနေပါတယ်အိုးတကယ်ရတော့တော်ကျန်းနေဗျာကနန်းနေ ဒါတော့ဘရောင်းလို့ခေါ်ပါတယ်ဘရောင်းကနန်းပါဒါတော့ရိုးရိုးကနန်းလို့ခေါ်ပါတယ်ကျွန်တော်တို့ဘက်မှာပေါ့နော်ဒီဘရောင်းကနန်းဆိုပို့ပြီးတော့စားတော့ကောင်းပါတယ် ဆိုတော့ကျွန်တော်တို့ဒီနေ့ညစားဖို့အတွက်ပြောဖက်ကိုသွားရှောက်ပြပါတယ် မိုးရောက်ပြီမြင်လို့ရတော့မိုးရောက်ပြီ โอเคမြန်လောက်လိုက်မယ်အခုနေလေ ကျွန်တော်တို့ခုတော့ပြောဖက်တွေပုတ်ပြီးတော့အင်္ဂလိပ်ရလာပါပြီကျွန်တော်ဒီပြောဖက်တွေနေတော့ကအပိုင်းလို့ကျွန်တော်တို့မင်းစားကြပါတယ် โอเคဒီမှာထမင်းနေဟင်းနေပါ ကျွန်တော်ကဒီမှာစားနေပါတယ်ပြောင်းပူကြော်နဲ့ကျွန်တော်ကတော့ငရဲနဲ့စားနေပါတယ် โอเคဒီမှာတခွားတီးနေဒီမှာပြောင်းနေမိုးလည်းရွာနေကဒီမှာအေးမစားဘူးရအထက်မှာမစားနေရပါတယ် ဟုတ်တယ်ဒီမှာအေးစေးမရရပါဘူးခင်ဗျာဒီကကျွန်တော်တို့ရဲ့ challenge ကတော့ဒီမှာကျွန်တော်တို့တရက်24နာရီမျိုးပါနော် ဟုတ်ပါတယ် โอเคဒါပြောင်းဖူးကြော် โอเคဒါတော့မင်းတလို့ နောက်တော့ကြော် မရပြပိုင်းနဲ့ဟိုကျော်မှန်းနေတယ် ဒါတော့ငရင်ပါဗျာငရင်ကင်းပေါ့ ဒါတော့တော့ခွာ ဒီတော့ဟာရဆိုင်အောင်လာမဟုတ်ပါဘူးဗျာမိတ်အမိုင်ဟုံးခွားပြီပေါ့ Oh my yes ဟိုဘက်ဒဲအိုးထဲဟာတော့ဖွေးအတွက်ပါ ဒီလိုပါနော်ဒါလေးကိုဘယ်လိုစားမလဲဆိုလို့ရှိရင်ဒီမှာဒီလိုငရုတ်တင်းနဲ့တိုးမယ်တိုးပြီးလို့ရှိရင်စားမယ်ငရုတ်တင်းမှာအချင်းလေးလည်းထထားအောင်နော် ဒါကခရီးပါဗျာခရီး ဒါကြတော့ကနန်းလည်းမပါ ဒီကနန်းကတာဘာကနန်းလဲ ခဏပြောပြီးပြောပြလိုက်ဘရောင်းကနန်းတော့ အာဘာကနန်းလဲကင်မရာမန် brown ဘရောင်းကလေး ဟုတ်တယ် ဘရောင်းကလေး no မင်းချိုးချိုးလိုက်ပြီးစားလိုက်ပါတယ်bien โอเคဒါကျွန်တော်တို့စားပြီးတော့ခွန်နေပါဒါကကြံခဲ့တဲ့အဖက်တွေပါဒါကတော့ငရုတ်ကြီးတို့ပါ လာစားကြ ဒါကတော့စားနေရနှစ်ယောက်နှစ်ကောင်ပါ လောကမရတော့ပါဘူးလို့ ပြီးရင်အပြင်မှာလည်းမိုးကအဆက်မပြတ်ရွာနေတော့မှာဗျာဒါကြောင့်ကျွန်တော်တို့ဒီမှာခွေးလေးလည်းတွေ့ရနေတွေ့အိတ်နေပါတယ်ကျွန်တော်တို့ဒါကိုဒီတိုင်းမထားလိုက်ရတော့မယ်ကျွန်တော်တို့ဘိုက်တီလည်းတင်းကနေပါပြီဗျာ ဒီကောင်ကတော့ဦးနဲ့အင်းဖန်နေပါတယ် ဟိုတက်ကတော့ထိန်းဆောင်နေပါတယ်ဗျာ ဒီကတော့လေးနေပါလေ ပါတယ်ဒါတော့ကျွန်တော်ရဲ့ညုံမလေးပါကျွန်တော်စောင်းလေးလည်းစုံဗျာအင်ကြီးလည်းစုံနေပြီဒီမှာလက်မောင်းတစ်ဖက်ကချွဲနေပြီပြင်ခြေဖျားလည်းစုံနေပြီအဲ့တော့ဖျားကတော့လုံးဝစုံနေပြီကျွန်တော်တို့ဒီညကောင်းကောင်းကိုအိတ်လို့မရဘူးဗျာ အဲ့ဒါတော့ မှဒီမှာကျွန်တော်ခွေးတော်မှာတနာပြာကြီးနေ ကျွန်တော်တို့ဟိုဘက်ဘေးပတ်ဝန်းကျင်နဲ့ကြည့်လိုက်ပါဦးခင်ဗျာ အ
အဲ့ဒါတော့တကယ်ဟုတ်တယ်လို့ဒီမှာဆောင်းလေးအားလုံးစုကုန်ပြီဆောင်းလေးမြပါအောင် မီးဖွင့်ဆောင်းတကယ်ဆိုနေတယ်မဖြစ်သားလို့တော့ခြုံရတာခြေနေလည်းကြိတ်တယ်ဟာ ဟုတ်တယ်ဒီမှာချင်းရွက်ကြရလေဗျာကောင်းလို့နေပါဖြစ်နေ ခန္ဓာကိုယ်နဲ့ဆိုလို့ပါဗျာ ကိုနာထုံးနေပါပြီမိုးကအခုမတိန်နေနေပါ ချောင်းလဲဆိုလိုက်ဗျာကျွန်တော်တို့အိတ်ဆရာတော့ဒီနေ့တော့လုံးလုံးပေါ်ပြပါတယ် အခုကျွန်တော်ဖြစ်တယ်လို့ပဲအေးရမှာဖြစ်ပါတယ်ဗျာခေအားလုံးမနေပါဘူး အေးပါ အခုကမနေ့9 နာရီထိုးနေပါပြီမိုးလည်းနေနေဝိုးတော်လေးပဲလုံးနေပါပြီမိုးလည်းမရတော့ဒါမဲ့တခန်းလုံးထွဲနေပါပြီတခန်းလုံးဆိုတရုံလုံးပေါ့ဗျာကျွန်တော်တို့လည်းရရှိလေးကြည့်ရမယ်ပြန်တော့မှာဖြစ်ပါတယ်အခုတော့မိုးလင်းလာပါပြီအပေါ်မှာအပြင်မှာနဲ့မှုံမှုံဝါလေးရှိနေပါပြီ โอเคကျွန်တော်တို့လည်းအေးရနိုးပြီနော် နိုးနေပါပြီ ဟာ ကျွန်တော်မဆန်လည်းမပါတော့ဘူးတစ်ခွားတီးတစ်လုံးမကြံပါတော့လေ ဆိုတော့ကျွန်တော်လေးဒီခွေးနဲ့တော်တော်လေးပြောကောင်းရတယ် တပတ် โอเคကျွန်တော်မှအခုကတော့မိုးလေခါစားဆိုတော့ခွေးညာကတော့ရေချိုးနေရချပါတယ် မဟုတ်ဘူးလေမြင်တဲ့နေရပဲ ဒီနာသိရချပါတယ် break ကတော့တခွားသေးပါ ဟင် โอเคကျွန်တော်တို့အခုတော့ကျွန်တော်ရဲ့တဲ့အိမ်လေးဆက်လိုက်ပါပြီလိုက်ပါတယ် တော့နေရာလူရတာမပြောပါနဲ့ခွေးတစ်ကောင်တော့နေရာထက်လူနေရပါတယ်ခင်ဗျာ ကြသေးပါတယ်အယော ဒီခေါ်မလိုက်ဗျာအော်ဦးကျန်ထဲဘုမမီကိုလည်းထဲဘဒုံထဲအားလေးဆက်တယ် ဟုတ်ကောင်းဘမလူတွေတိုက်ပါလားမလူရဲ့ ဒီဟာဆမ်းမနေ ကျွန်တော်တို့တောထဲမှာ24 နာရီရှင်တန်နေထိုင်တဲ့ကျွန်တော်တို့ challenge လေးကတော့အောင်မြင်စွာပြီးဆုံးသွားပြီလို့မှတ်ယူလို့ရပါပြီအခုဆိုရင်ကျွန်တော်တို့အိမ်နာကိုရောက်နေပါပြီ အိမ်နာပါအိမ်နာ နောက်ထပ် challenge လေးတွေခေါ်စီနာရှိရင်တော့ထူးထူးဆန်း challenge လေးတွေပေါ့ဗျာ comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်တို့တဘောကြတော့ဆိုရင်တော့ကျွန်တော်လုပ်ပြပါမယ်အဲဒီနေ့ကောင်းမှဗာပြောကြရှိသေးလား တတပဲကြရပါမယ် โอเคကြည့်ရှုပြရတူအားလုံးကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ